ယေရှုခရစ်တော်ဘုရားသည်မနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းမလဲနေတော်မူတယ်ဒီလောက်အာမခံချက်လုံခြုံစိတ်ချတာဘယ်မှာရှိပါဦးလဲဒီစုပ်ပန်အသိအနာခတ်အားလုံးအတွက်အစဉ်အမြဲဆောင်မနိုင်တဲ့ကဲတင်နိုင်တဲ့ဘုရားဖြစ်တယ်ရှင်မသက်ခရစ်ဝင်အခန်းကြီး7အပိုင်ငယ်28မှာဝန်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမယ်လို့ယေရှုခရစ်တော်ဘုရားကိုယ်တော်တိုင်ခေါ်ဖိတ်ထားတာလေးနဲ့စွာနဲ့ကျွန်တော်တွေ့ရခြင်းဖြစ်တယ်ကဲချစ်တော်မိတ်ဆွေတို့ဒီကနေ့လူတွေကဝန်လေးပင်ပန်းဒုက္ခရောက်တဲ့သူတွေတွေ့ရင်ဘာတွေလုပ်တတ်ကြတယ်လဲမြေနှိမ့်ရလန်းဆိုင်တတ်တယ်တဲ့ဗမာစကားပုံမှာမြေနှိမ့်ရလန်းဆိုင်တယ်ဆိုတာတော့ဒုက္ခရောက်တဲ့သူတွေကိုပိုပြီးမှအခွင့်ကောင်းယူတတ်တဲ့လူတွေများစွာရှိတာဖြစ်တယ်ထို့ပြင်မကပဲနဲ့ကျွန်းခံစေတတ်ကြသေးတာဖြစ်တယ်ရေမျောဒုတ်ထိုးလုပ်တတ်ကြတာဖြစ်တယ်အကျိုးမျောပြီးမှအတိုးပေါ်အောင်လုပ်တတ်ကြတာဖြစ်တယ်အလူပေးရင်ထမင်းရောင်းတယ်ဆိုတာနော်ဒါကြောင့်ပဲယေရှုခရစ်တော်ဘုရားကအဲ့ဒါလိုမဟုတ်ဘူးတကယ်ကိုဘဝမှာဒုက္ခဆင်းရဲဒုက္ခအနတ္တဆင်းရဲခြင်းတွေဝင်လေးပင်ပန်းခြင်းတွေမလွတ်မြောက်နိုင်မှုတွေဒါတွေအားလုံးကိုယူခဲ့ပါဘဝမှာဝင်လေးပင်ပန်းတဲ့သူတွေငါထံကိုလာပါငါသည်ချမ်းသာပေးမယ်ဆိုဒီချမ်းသာခြင်းကအခုနကျွန်တော်တို့တင်ပြခဲ့တဲ့လေ့လာခဲ့တဲ့လောကဂုဏ်ရှိန်တဲ့မတည်မြဲတဲ့လောကစည်းစိမ်တွေမျိုးချမ်းသာကိုပြောတာမဟုတ်ဘူးထာဝရနိစ္စကိုပြောတာဖြစ်တယ်နိစ္စဆိုတာကထာဝရတည်မြဲခြင်းမပြောင်းမလဲရှိနိုင်ခြင်းအနိစ္စဆိုတာတော့မတည်မြဲတာသင်္ခါရတရားကိုပြောတယ်ဆိုတော့ထာဝရနိစ္စချမ်းသာခြင်းကိုပေးတာဖြစ်တယ်ဒီချမ်းသာခြင်းကလောကချမ်းသာခြင်းနဲ့ရေးရေးမြတာမတူတာဖြစ်တယ်တဲ့ကိုပြည့်ပြည့်စုံတဲ့ချမ်းသာခြင်းဖြစ်တယ်ဒီလောကမှာတင်ဒီချမ်းသာခြင်းကိုယူရင်လူဖြစ်ရကြုံနဲ့ခြင်းကိုမြည်ဆန်းခံစားရတာဖြစ်တယ်ယေရှုဖခင်ကကမ်းတဲ့သူကိုမြင်စေတယ်လဲတဲ့သူကိုထူမတယ်နာတဲ့သူကိုတက်တာစေတယ်အားငယ်တဲ့သူကိုအားပေးတယ်နွမ်းနယ်တဲ့သူကိုမဆတယ်အပြစ်ရှိတဲ့သူကိုတွေ့ရင်လက်ထိတ်မခတ်ဘူးယေရှုခရစ်တော်ဖခင်ကအပြစ်သားပြစ်ဒဇာထို့ပြင်မကတခိုးသမျှမကောင်းတဲ့သူတွေစသဖြင့်တွေ့ရင်လက်ထိတ်မခတ်ဘူးယေရှုခရစ်တော်ဘုရားကခွင့်လွှတ်ပြီးမှကယ်တင်ခြင်းပေးပြီးမှအသစ်သောအသက်တာနဲ့လူဖြစ်ရကြိုးနှက်ချင်းမွန်မြတ်တဲ့ဘဝအသက်တာကိုရှင်တန်ဖို့ရန်ခွန်အားပေးတယ်တွင်တင်တယ်မဆတယ်ကောင်းချီးပေးတာဖြစ်တယ်သေတဲ့သူကိုတောင်ရှင်စေတာဖြစ်တယ်ယုံကြည်တဲ့သူကိုထာဝရအသက်ကိုလည်းသူထပ်လောင်းပေးတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေတို့ဒီကနေ့လူဖြစ်ရကြိုးနှက်ဤမနှက်ဤဆိုတာကျွန်တော်တို့ရဲ့ထာဝရကံကြမ္မာအတွက်ဘယ်လိုစိတ်ချတည်ရှိမှုရယူထားသလဲဆိုတဲ့အပေါ်မှာမိတည်နေခြင်းဖြစ်ပါတယ်လူတချို့တော့ပျော်ပျော်နေသေးခဲပါဆိုတဲ့ဆောင်းပုတ်လေးကိုရင်ဝမှာရင်ဝယ်ပိုက်ပြီးတော့ပြစ္ဆုတ်ပံကိုအမွန်းတင်ပြစ္ဆုတ်ပံဆိုအခုလက်ရှိမျက်မှောက်မှာပေါ့နော်အောင်မြင်ကြီးပွားတိုးတက်တဲ့အရာတွေကိုအမွန်းတင်တယ်အတိတ်ကိုတော့တင်ပုံးချေတယ်အနာဂတ်ကိုတော့ရမ်းရော်ပြီးမှတကယ်ပင်လူဖြစ်ရှုံးသွားနေတာကိုတော့အလေးအနက်မထားတမလွန်နောင်ကြီးအတွက်ကိုတော့ရေးရေးမြကိုမတွေးမိပဲနဲ့သမုတ်တရားပင်လယ်ပြင်ကြီးမှာမျောပါသွားနေတဲ့စင်သေးကောင်းပေါ်ကကြီးမိုက်လို့နော်ဒီတည်င်ကလူလာဖြစ်တဲ့ဘဝကိုပေါ့ပေါ့တန်တန်အသက်ရှင်တဲ့သူတွေလည်းပဲဒုနဲ့ဒေးပဲဖြစ်ပါတယ်ဒီလူတွေစီမှာလူဖြစ်ရကြုံနဲ့ချင်းကိုဘယ်မှာကျွန်တော်တွေ့ရမလဲဒါကြောင့်ပဲသမုတ်တရားပင်လယ်ပြင်ကြီးထဲမှာမျောပါသွားနေတဲ့စင်သေးကောင်းပေါ်ကကြီးမိုက်လို့အဲ့ဒါကိုအဟုတ်တင်တယ်ဒါပဲတစ်ချိန်လုံးရှိနေမယ်ရနေမယ်မတည်တတ်တော့မနာတတ်တော့မဖြားတတ်တော့မဲ့အရာမျိုးလို့ထင်တတ်တယ်ဒါကြောင့်ပဲစင်သေးကောင်းတကောင်လုံးကိုဒီကြီးမိုက်ကတော့သူ့တသက်စာကတော့ဒါလုံးဝဘယ်တော့မှစားလို့မကုန်ဘူးလို့သူထင်ပြမသူ့ရဲ့တသက်တာစပကြီးထင်ပြမအဲ့ဒီစင်သေးကောင်းပေါ်မှာလိုက်ရင်နဲ့သမုတ်တရားပင်လယ်ပြင်ကြီးရောက်သွားတဲ့အခါပြန်လန်းမဲ့ဖြစ်သွားတယ်။နော်အဲ့ဒါလိုပဲဒီကနေ့ကျွန်တော်တို့လည်းပဲလူတချို့ကတော့ပျော်ပျော်နေသေးခဲပါဆိုတဲ့ဆောင်းပုတ်လေးကိုအခုနပြောသလိုကျွန်တော်တို့ရင်ဝယ်ပိုက်ပြီးမှပြစ္ဆုတ်ပံကိုအမွန်းတင်အတိတ်ကိုတင်ပုံးချေအနာဂတ်ကိုရမ်းယော်ပြီးမှတကယ်လူဖြစ်ရှုံးသွားနေတာကိုထာဝရအသက်ချမ်းသာခြင်းတမလွန်နောင်ရေးကိုစိတ်ချစရာမရတာကိုမရှိသေးတာကိုရေးရေးမြမတွေးမိပဲနဲ့စင်သေးကောင်ပေါ်ကကြီးမိုက်လို့ကျွန်တော်တို့အသက်ရှင်နေထိုင်တတ်ကြတာဖြစ်တယ်